breakfast ဆိုင်စကားနဲ့နဲ့ပြောမယ်ဘာပြောချင်တာလဲဆိုတော့လေမဒီကထဲနာရီအရင်များတယ်အရင်များတော့ဝင်လာနာရီတစ်ခုပါတယ်ပေါ့နော်ဒါခိုင်တော့အမှန်ဒီရွာရဲ့ delay ကသူကဘယ်လိုလဲဆိုတော့ကိုရိုင်တိုင်းမှာဆိုလို့ရှိရင်ကွာနာရီပါလို့ရှိရင်အဲ့ပူကြတယ်ပေါ့နော်ပူငွေထည့်တယ်ပေါ့ပူရောက်တော့ဘလောက်ပဲထည့်အဲ့လိုထည့်ကြတယ်နည်းများတယ်မဟုတ်ဘူးလားတခုလဲလွယ်ကူလဲမကူလဲလွယ်မကူဘူးပေါ့ဒီရွာရဲ့ delay ကြတော့ဘယ်လိုလဲဆိုတော့သူကလူနာလူပေါ့နော်တယောက်ဆုံးသွားပြီဆိုလို့ရှိရင်သူအပိုင်ရသွားသူတအိမ်ကို9000တတ်မှတ်ထိုင်9000ပေါ့နော်မဖြစ်မနေလာကိုထည့်ရတယ်အိမ်တိုင်းရထည့်ရတယ်အဲ့လိုမျိုးပေါ့နော်နာရီတိုင်းကိုထည့်ရတာပေါ့နော်အိမ်တိုင်းရအဲ့လိုတတ်မှတ်ထားတယ်တတ်မှတ်ထားပြီးသူအပိုင်နဲ့သူပေါ့တကယ်လို့အသင်းဝင်ထားရည်ဆိုရင်ဘလောက်အသင်းဝင်ထားဘူးဆိုလို့ရှိရင်တော့လေကိုရီဆိုကူလောလောဆယ်ဒီမှာကိုကအသင်းဝင်ထားသေးတဲ့အတွက်ကိုထည့်ခြင်းလောက်ထည့်လူခြင်းလောက်လူလို့ရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့လို delete ဒီမှာအဲ့ဒါဆိုတော့ဒီနိုင်ကြီးစက်တိုက်သွားနေရတော့ဟိုတနေ့ကနိုင်ကြီးတစ်ခုလဲကြာလဲကြာအောင်ဟိုတွေကလည်းရောင်းမနဲ့အမြဲလိုက်သွားတာလေရောင်းမအကြီးနဲ့အဲ့နိုင်ကြီးတစ်ခုလဲကြာလဲကြာအောင်အဲ့ပတ်စံကောက်တဲ့လူတွေကအတင်းဝင်နေကိုကောက်နေတဲ့လူတွေရောနိုင်ကြီးပေါ့နော်ကိုငွေကောက်နေတဲ့လူတွေကအတင်းဝင်တဲ့လူကောက်နေကိုရဲ့အဲ့နားမှာပဲထိုင်လိုက်တာပေါ့နော်ထိုင်လိုက်တဲ့အခါကျတော့သူကဘယ်လိုလဲဆိုတော့လာထည့်လူတွေကိုနောက်တစ်ခေါက်ကြောက်လို့စရင်နော်1000ဖြစ်မယ်နော်နောက်တစ်ခေါက်ကြာရင်တော့1000ဖြစ်မယ်နော်အခုကပေါ့နော်ဘာဖြစ်လဲဆိုတော့ပြန်ကျွေးတာမွေးတာနဲ့လက်ဆောင်ပြန်ပေးတာတွေနဲ့ကြတော့မကိုက်တော့ဘူးကွာမကိုက်တော့ဘူးထင်ပါတယ်ကြည်ရတာအဲ့လိုမျိုးတွေဆိုတော့တချို့တွေကြတော့လည်းအစေမပြေတဲ့အိမ်တွေရှိရလीနော်အဲ့လိုမျိုးအစေမပြေတဲ့အိမ်တွေရှိရခါကြခက်ခဲရှိပုံရတယ်အဲ့တော့သူကအဲ့လိုမျိုးကြီးကိုသူကဘယ်လိုမျိုးပြောနေလဲဆိုတော့နောက်တစ်ခေါက်ကြာလို့စရင်တော့1000ဖြစ်မယ်နော်နောက်ခေါက်ကြာ1000ဖြစ်မယ်နဲ့ဆိုတော့ပါဇက်ကနမိတ်ဖတ်တယ်လို့ဖြစ်နေကိုယ်စိတ်ထဲမှာအဲ့ဒါကြီးသဘောမကျဘူးရင်ထဲမှာလေအမကိုလည်းအဲ့လိုကြည့်အမရဲ့သူတို့ပြောတာကြီးလည်းဘယ်လိုကြီးလဲမသိဘူးပေါ့နော်ဒီလိုမျိုးကြီးမပြောဘဲနဲ့တခြားနည်းလေးသုံးရင်တော့မကောင်းလားပေါ့ကွာတွေးတာဘဲဟုတ်မလဲဒီမနေ့ဒီမှာဆုံးလောက်မှုစောင့်နေတဲ့ရောင်မရှိမှတရှင်းလို့ရှင်းနေပြောတယ်မူရေးတယ်ဟိုတနေ့ကမူပြောသလိုပဲတဲ့သူတို့အဲ့လိုမျိုးတွေပြောပြီးကောက်နေတာပေါ့နော်နမိတ်ဖတ်တယ်လို့ဖြစ်နေတယ်မင်းညက်နေရတဲ့စုပုံချီလေးရဲ့ဖေးဆုံးသွားပြီတဲ့ဟဲတဲ့ခုနောက်သူကြောပြတ်တာတဲ့အဲ့လိုမျိုးပေါ့စကားပေါ့နော်လူတွေကအဲ့လိုမျိုးနောက်တစ်ခေါက်ကြာဆိုတဲ့စကားကြီးကကိုနားထဲမှာဆွဲနေအခုပဲကြည်အောင်တရက်ပဲချားတယ်တရက်နှစ်ရက်ပဲဒီတစ်ရက်လားနှစ်ရက်လားမနေ့ကတနေ့ရအဲ့ဒါပဲချားတယ်ခုဒီနောက်လန်နေရအဲ့စကုန်ချစ်စောကိုတို့အိမ်မှာအလုတ်ခေါက်လုပ်တဲ့ခလေးလေးပေါ့နော်ခလေးရဲ့ဖေးဆုံးသွားတယ်တဲ့ဦးနောက်သေးစောပြလို့ဆိုတော့ပြောချင်တာတချို့စကားတွေကနော်မပြောသင့်ဘူးပေါ့နော်နမိတ်ဖြစ်နေတာပေါ့နော်အဲ့ဒါကိုပြောတာပါ